Okay ပထမကျွန်တော်နံပါတ်1 2 3အခုနံပါတ်4အနေနဲ့ကျွန်တော်ရှင်းပြမှာဂီတာယူရတဲ့အခါဒီကောင်တော့နည်းနည်းအချိန်ကြာမယ်လို့ကျွန်တော်တင်လို့ဆိုအခု flat တန်အဲ့တာပေါ့ flat တန်အဲ့တာအဲ့ဒါတေးရှာတီးကြည့်ရမယ်နေရာပဲဂျပန်ယူစကန်နေဝယ်တယ်နေရာflat တန်ဒီကျိုးတွေရဲ့ဘားတွေရဲ့တစ်ခုချင်းစီကိုတီးကြည့်ရမယ်ဒီမှာနှိပ်ကြည့်ရမယ်တစ်ခုချင်းစီကိုလိုက်နှိပ်ကြည့်ပြီးတော့ဒီကောင်ကဘယ်ဘာမှညှိနေတယ်ပေါ့ဘယ်ဘာမှညှိနေတော့ချိုးကြတော့အကုန်လုံးညှိတယ်၃ဘားလောက်မှတညှိတယ်အလဲမှညှိတယ်အများသောဖြင့်ဒီအရင်နေမှာဒီအလဲပိုင်းတော့မှညှိတာများတယ်ထိတ်မှမညှိပဲနဲ့အဲ့လိုမျိုးညှိနေလို့ရှိရင်လေကြီးပါးတွေနှစ်တီကြာလာတော့အဲ့လိုမျိုးဟောဖြစ်တယ်ဖောင်းကြွလာတဲ့အနေထားမျိုးလေးတွေပေါ့အဲ့ဒီဟာလေအတိကကိုမကျွမ်းကျင်မပြင်တက်လို့ရှိရင်လေအတိကအဲ့ဒါယူရမယ်အနေထားလေးပေါ့နောက် flat တန်အဲ့ဒါလေးပေါ့အဲ့တော့အချိန်နည်းနည်းယူရတယ်ပေါ့ဟုတ်ကဲ့ thank you